တီတက်စီဆိုင်ကနေဘက်မှာဆိုရင်တာမန်လို့ထင်ရပေမဲ့ညဘက်ကိုရောက်လာတဲ့အခါမှာကြောက်စရာဝန်ထမ်းတယောက်ကတက်စီဖြည့်ပေးလေးရှိပါတယ်။သူကတော့မီယာရေငါရင်ပြန်တော့မယ်နော်။နောက်မှနေ့အိမ်ကိုထက်လာလိမ့်မယ်။အခုကညလည်းနှက်နေပြီလေပြန်တော့မယ်။အေးဟုတ်တာပဲလီဆာညနှက်နေပြီ။ကိူးဆိုင်သွားနော်။မနေ့ပြန်ကြမှာငါတို့စကားတွေအများကြီးပြောကြမယ်။နင်းနဲ့ငါမတွေ့ရတာ2 နှစ်တောင်ရှိပြီဆိုတော့စကားတွေအများကြီးပြောဖို့ကြံသေးတယ်ဟာ။ဟုတ်တယ်မီယာ2 နှစ်လောက်ရှိပြီ။အခုနေ့နဲ့ပြန်တွေ့ရတာငါလည်းအယံဝမ်းသာတယ်။အာနောက်ကျနေပြီ။ဒါဆိုငါရင်ပြန်တော့မယ်နော်။အေးကိူးဆိုင်သွားနော်။ဟဲဒုက္ခပါပဲဟာ။ဘာဖြစ်လို့လဲလီဆာဘာဖြစ်လို့လဲ။အော်ဘာမှမဖြစ်ပါဘူး။စီကုံခါနေဖြစ်နေလို့ဟာတက်စီဆိုင်မှာသွားဖြည့်လိုက်မယ်။အော်လီဆာရဲ့ဘာများဖြစ်လို့လဲလို့လန့်သွားပဲ။ဒါပေမဲ့ငါအိမ်နာတက်စီဆိုင်မှာတော့စီမဖြည့်နဲ့နော်။ဒီကိုခဏလာခဲ့ငါပြောပြမယ်ဟာ။ညဘက်ဆိုရင်အဲ့ဒီမှာစီမဖြည့်တာအကောင်းဆုံးပဲ။မနက်ပိုင်းဒါမှမဟုတ်နေ့လယ်ပိုင်းဆိုရင်တော့အဆင်ပြေတယ်။ဘာဖြစ်လို့လဲမီယာငါကစီကုံတော့မှလေမနက်အထိစောင့်ပြီးမှငါစီဖြည့်ရမှာလား။အဲ့လိုတော့မဟုတ်ပါဘူးဟာ။ငါပြောချင်တာညဘက်ဆိုရင်အဲ့ဒီတက်စီဆိုင်မှာစောင့်နေတာလူဝင်ထမ်းမဟုတ်ပဲတရေဝန်ထမ်းဖြစ်နေလို့ဟာ။နင်ဒီဇလန်ကိုမသိသေးဘူးမလား။ဇလန်တော်တော်ရှိတယ်ဟာ။နင်ဒီညငါ့အိမ်မှာအိတ်သွားပါလား။မနေ့ဖြန်မနေ့ကျမှစီသွားဖြည့်ဖို့ဟာ။အဲ့ဒါဆိုရင်တရေမဟုတ်ပဲလူဝဖြည့်ပေးမှာပေါ့ဘလို့လဲ။ငါတကယ်ပြောနေရနော်။ဟာမီယာနေငါ့ကိုကြောက်အောင်လုပ်နေရပဲ။ငါကြောက်လာပြီ။ကဲတက်စီဆိုင်ကြောင်အကုန်ပြောပြဟာဒါမှငါသိရမှာမြင်ပြောပြဆိုငါရင်သိချင်နေပြီ။ Okay စိတ်ကိုအေးထားပါလီဆာရဲ့ငါတို့အိမ်ထဲမှာပဲပြောမယ်လေအပြင်မှာအေးတယ်ဟာအဲ့လိုနဲ့လီဆာလည်းအိမ်မပြန်ရဲတော့ပဲမီယာရဲ့အိမ်မှာပဲအိတ်ဖို့လှုပ်လိုက်ရပါတယ်ဒီမှာတခြားသူတွေကြုံခဲ့ရတဲ့ဖြစ်ရမှန်တချို့ငါပြောပြမယ်ဒါပေမဲ့3 ခုလောက်ပဲပြောပြမယ်အများကြီးမပြောတော့ဘူးနော်ဇလန်းတွေကအရင်များနေလို့လေအတီးကအချက်တွေကိုပဲပြောပြမယ်ဟာโอเคလား Okay ကိစ္စမရှိပါဟာဒီညငါမပြန်တော့ဘူးဆိုတော့ကြောက်စရာအကောင်းဆုံးဇလန်းကိုပဲပြောဟာโอเคလေပထမဇလန်းကိုစပြောမယ်ဒီဇလန်းကတော့တကောင်ရံအချိန်ဆိုင်ကယ်စီးလာတဲ့အမျိုးသားတယောက်ကစတင်ပါတယ်သူကဒီဒေတာခံမဟုတ်တော့တက်စီဆိုင်ကြောင်းကိုမသိပါဘူးညနဲ့တကောင်မှသူ့ဆိုင်ကယ်စီကုံသွားပါတယ်ဟာငါစီကုံတော့မယ်တကယ်ကြီးပဲကွာအနီအောင်အောင်ပြနေပြီဘလို့လုံးဝမလဲညတကောင်ကြီးပေဆိုင်ရဖွင့်ပြီးစီရောက်မှလဲဒုက္ခပါပဲဟိုမှာများရှိမလားဝေါအဲ့ဒါတက်စီဆိုင်ပဲအော်တော်သေးတာပေါ့ကွာတက်စီဆိုင်ရှိအတီးကြရက်မိလို့ကန်ကောင်းတယ်ကန်ကောင်းလို့ပဲဟေးဒါပေမဲ့ဝန်ထမ်းရောရှိပါမလားမကြပါဘူးဝန်ထမ်းတယောက်ရောက်လာပါတယ်အကိုစီအပြည့်ဖြည့်ပေးပါဒါပေမဲ့လည်းရုတ်တရက်ဒီဝန်ထမ်းလှည့်လိုက်တဲ့အခါမှာသူကလူမဟုတ်ပဲတရေဖြစ်နေပါတယ်အဲ့လိုနဲ့ညကနေမနက်ဖက်ကိုရောက်သွားပါတယ်မနက်ရောက်မှာတော့လမ်းလျှောက်ထွက်လာခဲ့တဲ့ကောင်လေးတယောက်ကတက်စီဆိုင်မှာတတိလစ်နေတဲ့စိုက်ကယ်သမားကိုမြင်လိုက်ရပါတယ်ဟာဟိုမှာလူတယောက်ရှိနေရပဲဘာလို့အဲ့ဒီမှာအိတ်နေရလဲသူဘာလို့ဒီမှာရောက်နေရလဲသူ့စိုက်ကယ်ကဟိုမှာသူမနေ့ညဒီမှာစီဖြည့်ခဲ့တာလားအကိုထပါစိတ်ကိုအေးထားပါကိုဘာဖြစ်တာလဲ Yes or no Yes or no Yes or no Yes or အေးထားပါကိုဘာဖြစ်တာလဲဟုတ်တယ်ဗျာညကျွန်တော်ဒီမှာတရေတကောင်ကြောင်တတိလစ်သွားတာထင်တယ်သူကဒီတက်စီဆိုင်ဝန်ထမ်းနဲ့တူတယ်ဗျာကြောက်စရာကောင်းလိုက်တာနောက်ဆုံးတော့အဲ့ဒီမနေ့မှာပဲဒေသခံတွေကသူ့ကိုတခြားနေရာကအနီးဆုံးတက်စီဆိုင်ကိုရှာပေးခဲ့ကြတယ်အေးအခုဒုတိယဆက်လန်းကိုဆက်ပြောမယ်ဟာဆက်လန်းအရင်ကြောက်ဖို့ကောင်းတာပဲဒါနဲ့အဲ့ဒီတရေကယောက်ျားလေးတွေကိုပဲခြောက်တာလားယင်မဟုတ်ဘူးမိန်းကလေးတွေကိုလည်းခြောက်တယ်အဲ့ဒီနေရာကြောင်မသိတဲ့သူတွေဆိုပို့ခြောက်တာပေါ့ဟာအခုမိန်းကလေး version ကိုပြောပြမယ်ဟာရှေ့မှာတက်စီဆိုင်ရှိတယ်ကန်ကောင်းတာပဲသူကတော့ toilet သုံးချစ်နေတဲ့ကောင်မလေးပါအဲ့ဒါကြောင့်စီဆိုင်မှာစီဖြစ်ရင် toilet သုံးဖို့လှုပ်လိုက်တာပေါ့ဟို toilet ရှိလို့တော်သေးတယ်ဟာတကယ်မအောင်နိုင်တော့ဘူးအခုမှပဲစိတ်အေးသွားတော့တယ်ဟာ toilet ကိုတလန်းလုံးရှာနေတာရှာမတွေ့ဘူးဒီရောက်မှပဲတွေ့တော့တယ်ဟာအဲ့လိုနဲ့ကောင်မလေးလဲ toilet ကိုအားရပါရသုံးထည့်လိုက်တာပေါ့အဲ့လိုသုံးပြီးတိတ်မကြပါဘူးအပြင်ကိုပြန်ထွက်လာပါတယ်ဒါပေမဲ့အပြင်မှာထူးဆန်းတာတခုစဖြစ်ခဲ့ပါတယ်ဟင်အဲ့ဒါဘာတူလဲဘာလို့ငါကတကားနာမှာပိတ်ရက်နေရလဲဘေးကလူကတကယ်လူရောဟုတ်ရက်လားဘာလို့အရင်ထူးဆန်းနေရလဲဒီကဝန်ထမ်းများလားမသိဘူး
ငါကြောက်လာပြီဟာဘာလို့တီနေရအဲ့လောက်တောင်တိတ်ဆိတ်နေရလဲကောင်မလေးကလန့်လာပါတယ်ဟဲ့လူကျမကားနာဖယ်ပေးပါဟဲ့လူသူအော်နေပေမဲ့အဲ့ဒီလူကတော့ဒီတိုင်းကြီးရက်နေတာပါဒါပေမဲ့တိတ်မကြပါဘူးသူလှည့်လာတဲ့အခါမှာတော့ကောင်မလေးလည်းကားတော့မယူနိုင်တော့ပဲတက်စီဆိုင်ထဲကနေထွက်ပြေးလာခဲ့ပါတယ်သူ့ကားကိုတော့မနှံ့ရောက်မှပဲဒေသခံတွေကိုအကူအညီတောင်းပြီးတော့ပြန်ယူခဲ့ရပါတယ်ကဲအခုနောက်ဆုံးဆက်လန်းကိုဆက်ပြောမယ်ဟာတနာစရာပဲမိန်းကလေးတယောက်တည်းကိုဟာကဲပါဆက်ပြောတတိယဆက်လန်းကဘလို့လဲတတိယဆက်လန်းမစားခင်ဒီ channel လေးကို subscribe လုပ်ရတဲ့လောက်ထားပေးပါအောင်နော်အရင် channel တွေက error တွေတက်ပြီးတင်လို့မရတော့လို့ပါဒီ channel လေးမှာဗီဒီယိုလေးတွေ like လုပ်ထားပြီးအားပေးပါအောင်နော်တတိယဆက်လန်းကတော့ညဘက်ဆိုဓာတ်စီဆိုင်ကတရေ6တယ်ဆိုတာကိုမရှုံနဲ့စေကျော်သက်လူဆိုးတဆိုးအကြောင်းမှာသူတို့ကအဲ့ဒီမှာစမ်းသပ်ဖို့လုပ်ခဲ့ကြတယ်ဒီနေရာအရှက်နဲ့ပတ်လိုက်မယ်ဟာညစ်ပတ်သွားလဲကိစ္စမရှိဘူးတရေလဲထွက်လာမှာပဲလာပါဟာအရင်ဆုံးတောက်လိုက်ရအောင်ဒီတက်စီဆိုင်ကတရေ6တယ်ဆိုမမလဲတရေဘာမှလည်းမရှိပါလားကွာငါတို့ဒီရောက်နေရကြပြီအခုချိန်နေအေးဆေးပဲဟေးနော်ရီကာမင်းကရတာမမောဘူးလားငါတို့မခံနိုင်တော့ဟေးညလုံးတော့မူးနေပြီဟင်တရေထွက်လာအောင်ဒီလိုခေါ်ရမှာလားဗမာလဲတရေဗမာလဲဒီကိုထွက်လာခဲ့စမ်းဟိတ်တရေငါနဲ့တွေ့ရဲလားကွာဟာနောက်တစ်လုံးဆက်တော့မလားတငယ်ချင်းငါတို့ခံနိုင်သေးရဲ့နော်အေးဆေးပဲဒါပေမဲ့နည်းနည်းတော့မူးနေပြီဒီနေရာကိုစာရီရေးချယ်လိုက်မယ်ဟာဒါမှတရေတွေဒေါသထွက်လာမှာအဲ့ဒီချိန်မှာပဲအတန်တချို့ကြားလိုက်ရပါတယ်ဟာအဲ့ဒါဘာတန်လဲဟင်ဟာဟိုမှာကြည့်စမ်းရှေ့မှာတရေတကောင်တရေကသူတို့ရှေ့တက်တဲ့ကိုလာနေခဲ့တာပါကြောက်စရာပုံစံကြီးနဲ့ဖြစ်နေတာမလို့ကောင်မလေးလည်းနောက်ကိုတဖြည်းဖြည်းဆုတ်လာခဲ့ပါတယ်နင်ဘာဖြစ်နေရလဲလူတော်မမြင်တော့ဘူးလားနင်မူးနေလားငါမူးနေလားမဟုတ်ဘူးဟာရှေ့မှာတရေတကောင်ဟာတငယ်ချင်း၄ယောက်လည်းတရေသိမ့်မကြောက်တာမလို့စွတ်တွေအတင်းတွေထွက်ပြေးပါတော့တယ်ဟင်ဘာလို့ရုတ်တရက်ကြီးမီးတွေထလောင်တာလဲဒီနေရာနေဘလို့ထွက်ရမလဲဘာလဲဟာငါထင်တော့ဟိုဆိုင်เนี่ยတရေလောက်တာနေမယ်ငါတို့ဒီထက်ကဘလို့ထွက်ကြမလဲစဉ်းစားကူပါအောင်ဟာဒီမီးတွေကနေဖြတ်ပြေးတာကောင်းတယ်ဟာလာငါတို့တူတူဖြတ်ပြေးရအောင်မဟုတ်ရင်အကုန်မီးလောင်သေးမှာဟာဒါပေမဲ့လည်းတငယ်ချင်း၄ယောက်ထဲက၃ယောက်ဟာပြင်းထန်တဲ့မီးလောင်တန်ရာတွေရခဲ့ပြီးတယောက်ကတော့တေးဆုံးသွားခဲ့ပါတယ်တေးဆုံးသွားတာကတော့စီဆိုင်ကိုအရှက်နဲ့ပတ်တဲ့မိန်းကလေးပါပဲဟာအရင်ကြောက်ဖို့ကောင်းတာပဲဒါပေမဲ့ဘာလို့ရုတ်တရက်ကြီးမီးတွေထလောင်ရတာလဲဒါပဲလေဘယ်သူမှမသိဘူးသူတို့အင်တာဗျူးလုပ်တော့လဲသူတို့လည်းမသိဘူးဒါပေမဲ့တကယ်တော့သူတို့အကုန်တကယ်တန်ရာရခဲ့ကြတယ်တက်စီဆိုင်တရေဖြစ်လာရတဲ့ဇလန်ကတော့ညဆိုင်ကြတဲ့မျိုးသားဝန်ထမ်းတယောက်ကနေစတာပါသူကညဖက်ဘယ်သူမှမရှိပဲတယောက်တည်းအလက်လောက်ရပါတယ်အဲ့ဒီနေရာကအရန်ကိုတိတ်ဆိတ်ပါတယ်အဲ့ဒီအချိန်မှာရုတ်တဲ့သူကမီခိုနန်တစ်ခုရလိုက်ပါတယ်လှည့်ကြည့်လိုက်တော့မီခိုးတွေအများကြီးကိုတွေ့လိုက်ရပါတယ်အနောက်ဘက်ကိုသွားကြည့်လိုက်တော့တက်စီကနေမီခိုးတွေထွက်နေတာတွေ့ရပါတယ်အဲ့ဒီမှာမီးပွားတွေထွက်လာပါတယ်အဲ့ဒီဝန်ထမ်းကမီးငိမ့်သက်ဆက်ကိုချက်ချင်းရှာပြီးမီးငိမ့်ဖို့ကြိုးစားပေမဲ့မီးကပိုကြီးလာပါတယ်ဟာမီးငိမ့်ပါတော့ကွာငိမ့်ပါတော့ဟာဘယ်လိုလုပ်ရမလဲဘာလို့မီးကပိုကြီးလာရတာလဲအာငါဘယ်လိုလုပ်ရမလဲနောက်ဆုံးမှာတော့ပောက်ကွဲသွားခဲ့ပါတယ်သူလည်းအဲ့ဒီမှာပဲတည်ဆုံသွားခဲ့တယ်အိုးအဲ့ဒါကြောင့်တက်စီဆိုင်တရေဖြစ်လာတာပေါ့ဟုတ်တယ်ကဲအိမ်အောင်ဟာအေးဟုတ်ပြီအဲ့လိုနဲ့ညကနေမနက်ကိုရောက်လာပါတယ်ငါပြန်တော့မယ်နော်ဒီမှာအိတ်ခွင့်ပေးတော့အရင်ကျေးဇူးတင်နေဟာအေးရပါတယ်ဟာခရူးဆိုင်သွားနော်လီစာလည်းကားတက်စီဖြေဖို့ဆိုင်ကိုသွားလိုက်တာပေါ့မနက်ခင်းဖြစ်နေတာမလို့တရေအတွက်စိတ်ပူစရာမရှိပါဘူးမင်္ဂလာမနက်ခင်းမှာဘယ်လောက်ဖြစ်မလဲမစီကုံတော့မှမလို့အပြည့်ပဲဖြည့်ပေးပါကိုဟုတ်ကဲ့မအပြည့်ဖြည့်ပေးပါမယ်ခဏစောင့်နော်၃ညကနေစပါမယ်A few moments later ပြီးပါပြီအမစွတ်စွတ်ပေါင်း3သိန်းခွဲကြပါတယ်ဗျရော့ကိုပတ်စံဟုတ်ကဲ့မကျွန်တော်တွက်လိုက်ပါအောင်မယ်3သိန်းခွဲကြပါတယ်ဗျရော့ကိုပတ်စံဟုတ်ကဲ့မကျွန်တော်တွက်လိုက်ပါအောင်မယ်ဟုတ်ကဲ့မပတ်စံအတိပါပဲကျေးဇူးတင်ပါတယ်ဒီနောက်လီစာလဲတွားလက်သုံးဖို့တွားလက်အခန်းတွေနောက်ကားနဲ့မောင်းလာပါတယ်အော်
အိမ်သာခဏဝင်လာအောင်မယ်မနေ့ပိုင်းဆိုတော့အေးဆေးပဲလေအကိုဒီဘက်ကအိမ်သာဟုတ်တယ်မလားရှင် ဒါပေမဲ့အဲ့ဒီတွားလက်ရှိကအဆောင်ကလီစာကိုဘာမှမပြောဘဲစိုက်ကြည့်နေပါတယ် ဟင်အဲ့ဒီမှာဘာဖြစ်နေရလဲအိမ်သားရှိမှတယောက်တည်းရက်ပြီးလူတယောက်နဲ့စကားပြောနေတယ်လို့ပဲဒါပေမဲ့ဘသူနဲ့ပြောနေရလဲတယောက်တည်းအဲ့ဒီမှာရက်ပြီးစကားပြောနေရထူးဆန်းလိုက်တာ လီစာလည်းတွားလက်အခန်းတွေထဲဝင်ပြီးတွားလက်သုံးနေပါတယ်ဒီနောက်ဘာပြဿနာမှမရှိဘဲတွားလက်ထဲကပြန်ထွက်လာခဲ့ပါတယ်လီစာတယောက်သူ့ရဲ့ကားနဲ့အေးအေးဆေးဆေးပဲအိမ်ပြန်လာခဲ့တာပေါ့အိမ်ပြန်ရောက်တဲ့အခါမှာ ငါမီယာကိုဖုန်းဆက်လာအောင်မယ်ဟယ်လိုမီယာငါအိမ်ရောက်ပြီနော်အကုန်အဆင်ပြေပါတယ်ဟာအခုနညဘက်တရေ6တဲ့ဆိုင်မှာစီဝင်ဖြည့်သေးတယ်ဟာဒါပေမဲ့ကား2စီးပဲရှိတယ်ငါကားနဲ့ဆို3စီးပေါ့ဟာပြီးတော့အိမ်သားလည်းဝင်ခဲ့သေးတယ်အကုန်အဆင်ပြေပါတယ် ။အော်ကောင်းတာပေါ့။အိမ်ရောက်ပြီးအဆင်ပြေတယ်ဆိုတော့တော်သေးတာပေါ့ဟာ။ဒါပေမဲ့အဲ့မှာထူးဆန်းတာတစ်ခုခုတော့မရှိဘူးလား။စက်သိန်းထတာတော့ဘာလို့ပေါ့ဟာ။ဘာမှမခံစားရဘူးဆိုရင်တော့တော်တော်မိုက်တာပဲ အာဟုတ်တယ်အခုနတက်စီဆိုင်ဝန်ထမ်းနဲ့တွေ့ခဲ့တယ်သူကအိမ်သားရှိမှဒီတိုင်းရှက်နေတာဟာ ။ဟင်ဝန်ထမ်းကဆိုင်ရှိမှရှိရမှာမဟုတ်ဘူးလား။အိမ်သားရှိမှမဟုတ်ရဘူးလေ။နေ့တိုင်းဝန်ထမ်းတယောက်ပဲစောင့်ရတာလေဘလို့ကြီးလဲ ဟာဒါပေမဲ့အခုန2ယောက်တွေ့ရနော်နင်ပြောချင်တာ2ယောက်ဆိုရင်တယောက်ကလူမဟုတ်ဘူးဆိုတဲ့သဘောလားဒါပေမဲ့သူ့မျက်နှာရိုးရိုးတာမှန်ပါပဲကြောက်ဖို့လည်းမကောင်းနင်ပြောတဲ့ဇလန်းထဲကလို့ကြောက်စရာတန်ရာတွေလည်းမရှိပါဘူးဟာ ။အေးဖြစ်နိုင်တာတော့အဲ့ဒါလူမဟုတ်ဘူးဆိုတာပဲ။အခုကမနေ့ပိုင်းလေဟာ။ငါပြောတဲ့ဇလန်းထဲမှာ तू ကညတိုင်းကြောက်စရာကောင်းတဲ့မျက်နှာနဲ့ထွက်လာတာမနေ့ပိုင်းဆိုရင်တော့ရိုးရိုးပဲနေမှာပေါ့ဒါကြောင့်လူတွေကမနေ့ပိုင်းဆိုတရေမရှိဘူးလို့ထင်ကြတာဟာနင်ကလည်းငါ့ကိုကြောက်အောင်လှုပ်ပြန်ပြီအခုမှအိမ်ပြန်ရောက်လို့ပြောနေတာကိုထက်ချောက်ပြန်ပြီ